ဒီနေ့မှာကိုယ့်ရဲ့အသားရည်ကဘလို့မျိုးစားလဲဆိုတာကိုသိနိုင်တဲ့နည်းလမ်းနဲ့မှန်ကန်တဲ့မျက်နှာတင်နည်းလေးကို share လုပ်ပြပါမယ်မှန်ကန်တဲ့မျက်နှာတင်နည်းလေးကတော့ပထမဦးဆုံးမျက်နှာမတိခင်မှာလက်ပေါ်မှာရှိတဲ့အညစ်အကြေးတွေကိုအရင်ဆုံးတန့်စင်ပေးလိုက်မယ်။ဝတ်ချင်တွေမပေါက်ချင်ရင်လက်ကိုအရင်ဆေးပေးရပါမယ်နော်။ Avery ရဲ့အသားရည်က normal skin ဆိုတော့မျက်နှာတစ်တဲ့ခါမှာအသားရည်ကိုဝင်းလန့်စေတဲ့ Pond's ရဲ့120 gram ရှိတဲ့ Special Edition Bright Perfect မျက်နှာတစ်ဆေးလေးကိုသုံးလိုက်ပါမယ်။သူ့ကိုလက်ပေါ်မှာအမြုပ်လေးတွေထွက်အောင်လို့အရင်ပုတ်ပေးပြီးမှမျက်နှာပေါ်မှာဖိနှိပ်ပေးလိုက်မယ်။ဒီမှာလက်သုံးချောင်းလေးနဲ့ T area ဖြစ်တဲ့နဖူးနေရာကိုစဝိုင်းပုံစံတသားလေးပုတ်ပေးလိုက်မယ်။ဒီမှာတဖြည်းဖြည်းနဲ့နှာခေါင်းကြားကိုနိုင်လက်တံပြောင်းပြန်ပုံစံတသားလေးပုတ်ပေးလိုက်မယ်ပြီးရင်နှာခမ်းကြားမေးစေမျက်နှာနှစ်ဖက်မေးရိုးနာနောက်ဆုံးမျက်လုံးတစ်ဝိုက်နာလေးကိုပုတ်ပေးလိုက်မယ်ဒီမှာတတိထားမှာကအချင်းအချိုင်းမတစ်ပါနဲ့နော်မဟုတ်ရင် over cleansing ဖြစ်ပြီးတော့ skin barrier ကိုထိခိုက်စေပါတယ်အဲ့တော့ကိုယ့်ရဲ့အသားရည်နဲ့ကိုက်ညီတဲ့မျက်နှာတစ်ဆေးလေးကိုသုံးပြီးတော့အသားလေးကအီအီဝင်ဝင်လေးဖြစ်သွားပါပြီ Avery လိုကိုယ့်ရဲ့အသားရည်အမျိုးအစားကိုတေချာသိပြီးတော့ skin care လုပ်ချင်တဲ့သူတွေအတွက် Pond's ရဲ့ Skin Institute campaign လေးကို share လုပ်ပေးပါမယ်အရင်ဆုံးဒီဗီဒီယိုလေးရဲ့ comment မှာချထားပြီးတဲ့ Pond's ရဲ့ post လေးနဲ့ကနေတစ်ဆင့်မိကုံးလေးတွေကိုတစ်ခုချင်းစီနှိပ်ပြီးဖြည့်ပေးမယ်ကိုယ့်ရဲ့အသားရည်အမျိုးအစားကိုသိသွားပြီဆိုရင် skin care tips လေးတွေနဲ့အကြံပေးချက်ပါတဲ့တပ်ပုံလေးကိုတင်ထားပြီးတော့ Pond's ရဲ့ post အောက်မှာမှန်ခဲ့ပြီးရင် facial cleanser, skin tester နဲ့ facial foam 2 pieces 43 set ကိုကန်ဆယ်လို့ရမှာဖြစ်လို့ကျွန်တော်လည်းစိတ်ဝင်စားကြရင်ဒီ campaign လေးကိုပါဝင်လို့ရပါတယ်နော်